သေပြီးသွားရင်နောင်ဘဝအထိစီးဖို့ဆိုပြီးတော့ကြက်သိမ်းမောင်တောင်းနဲ့ရှိပြီးတော့တန်တဲ့ကားကြီးကိုမြေထဲမြုပ်ဖို့ကျင်းတူးခဲ့တဲ့တထေးကြီးတယောက်ရှိတယ်။ဒါပေမဲ့ကားကြီးကိုမြေထဲချတော့မဲ့နောက်ဆုံးမိနစ်ပိုင်းမှာတထေးကြီးကအစင်အလာအားလုံးရက်ခိုင်းလိုက်ပြီးတော့တနိုင်ငံလုံးကိုလုံးဝအံ့အားသင့်စေမယ့်အမှန်တရားတစ်ခုကိုထုတ်ပြောလိုက်တယ်။အဲ့ဒီအမှန်တရားကဘာဖြစ်မယ်လို့ထင်ကြလဲ။2013ခုနှစ်မှာဘရာဇီးနိုင်ငံမှာစကာပါဆိုတဲ့ဘီလီယံနာတထေးကြီးတယောက်ရှိတယ်။သူကအရန်ကိုမှရှမ်းလာတယ်လို့နေထိုင်မှုပုံစံကလည်းတော်တော်လေးမှထူးခြားတယ်။တနေ့မှာတော့သူက Facebook ပေါ်မှာဓပုံတင်လိုက်တယ်။အဲ့ဒါကတော့သူ့ရဲ့ဘတ်15သန်းကျော်မြန်မာငွေနဲ့ဆိုသိန်းမောင်းတန်ရှိတန်တဲ့ကားကြီးကိုသူ့ရဲ့အိမ်နောက်ဖေးကရှန်လေးမှာကျင်းတူးပြီးတော့မြေမြုပ်တော့မယ်ဆိုတဲ့သတင်းပဲ။သူပြောတဲ့အကြောင်းပြချက်ကအရန်ကိုမှထူးဆန်းတယ်။နောင်ဘဝကျရင်စီးဖို့ဆိုတဲ့အကြောင်းပြချက်ပဲ။အခုခေတ်လူငယ်တွေမြင်ရင်တော့ခွန်ထိန်လုပ်တယ်လို့ပဲထင်ရှင်စရာဆိုပေမဲ့အဲ့ဒီတော့ကတော့သူကတကယ်ကိုကျင်းကြီးတွေတူးသတင်းထောက်တွေဖိတ်ပြီးတော့လုတ်ပြသွားတာ။တကဘာလုံးကလူတွေကတော့သူ့ကိုကြည့်ပြီးတော့ဝိုင်းကိုဆဲကြတော့တာပဲ။နှမျောစရာကြီးအလှလုံးလိုက်ပါလားရှမ်းလာပြီးတော့ယူနေတာလားဆိုပြီးတော့ကွန်မန့်တွေကပလူတွေပြန်နေတော့တာပဲ။ကားကြီးကိုကျင်းထဲချတော့မဲ့အရှိန်လူတွေအားလုံးကလည်းသူ့ကိုကျိန်ဆဲဖို့ထပ်ပြီးတော့ဆဲဖို့စောင့်နေကြတဲ့အချိန်မှာတထေးကြီးကရုတ်တရက်ပဲရက်ခိုင်းလိုက်တယ်။ပြီးတော့သတင်းထောက်တွေအကုန်လုံးအိမ်ထဲကိုဖိတ်ပြီးတော့သူပြောလိုက်တဲ့စကားတခွန်းကတနိုင်ငံလုံးကိုတောင်မှငြိမ်ကျသွားစေခဲ့တယ်။တထေးကြီးပြောလိုက်တာကတော့ခမားတို့ကကျွန်တော်သိမ်းမောင်းတောင်းရှိတန်တဲ့ကားကြီးတစ်စီးကိုမြေမြုပ်တာကိုပဲနှမျောပြီးတော့ဝိုင်းဆဲကြတယ်။ဒါပေမဲ့ခမားတို့ကိုယ်တိုင်ကြတော့ဘာလို့တန်မိုးဖြတ်မရတဲ့တခြားလူတွေရဲ့အသက်ကိုကဲတင်နိုင်တဲ့နှလုံးတွေအဆုတ်တွေကြောက်ကပ်တွေကိုဘာလို့အလကားနေရင်းနဲ့မြေမြုပ်ပြစ်နေကြတာလဲဆိုတာပဲတကယ်တော့ဒါတထေးကြီးစကာပါနဲ့စေယုံတစ်ခုကပူပေါင်းပြီးတော့လှုပ်ခဲ့တဲ့အင်အားအစိတ်အပိုင်းလှူဒန်းမှုတိုက်တွန်းတဲ့ campaign တစ်ခုပဲလူတွေကပစ္စည်းဥစ္စာတွေကိုသာနှမျောကြပေမဲ့လူအသက်ကိုကဲတင်နိုင်မဲ့ကိုအင်ကာအစိတ်ပိုင်းတွေကိုလှူဖို့ကြတော့ဝင်လေးနေကြတာ哦သူကဒီလိုမျိုးခွန်ထိန်အလန်းစားနဲ့ထောက်ပြသွားတာဒီလိုမျိုးလောက်ရက်ကြီးကြောင့်ဘရာဇီးနိုင်ငံမှာအင်အားအစိတ်အပိုင်းလှူဒန်းမှုစည်ရင်ပေးတဲ့သူတွေကတရက်ထဲမှာရင်စံချိန်တင်အောင်မြင်သွားရတယ်ဒါကဇင်တို့တွေအတွက်ဘာကိုပြောပြသွားတာလဲဆိုတော့လူတွေကိုတတိဝင်လာအောင်ခက်ကြမ်းကြမ်းနီလေးပြပြင်းထထန်နဲ့အသိပေးဖို့လိုအပ်တယ်ဆိုတာပါပဲအခုကြည့်နေကြတဲ့သူတွေရောဒီတထေးကြီးရဲ့လောက်ရက်လေးအပေါ်ဘယ်လိုမျိုးမြင်လဲကိုရီတည်သွားရင်မြေကြီးထဲအလကားပသွားမယ်အစိတ်အပိုင်းတွေနဲ့တခြားတစ်ယောက်ကိုအသက်ရှင်ဝင်ပေးမှလားပစ္စည်းဥစ္စာတွေထက်လူအသက်ကပိုပြီးတော့တန်မိုးရှိတယ်ဆိုတာကိုဒီတထေးကြီးကတော့တသိပြသွားခဲ့တယ်အခုကြည့်နေကြတဲ့သူတွေအားလုံးလည်းအောင်မြင်ကြတဲ့သူတွေဖြစ်ပြီးပျော်ရွှင်စရာနေ့လေးတစ်ခုဖြစ်ပါစေဇင်းဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like share လေးလုပ်ပေးခဲ့ကြပါနောက်ထပ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေနဲ့ပြန်လာခဲ့ပါအောင်ရှင်